အားလုံးပဲမင်္ဂလာပါ။ Erica Channel လေးကနေကြိုဆိုလိုက်ပါတယ်။ဇလန်လေးရဲ့အစမှာတော့မိသားစုတစုကမရေမတွက်နိုင်တဲ့လူပြောက်စာရွက်ဟောင်းတွေရှိတဲ့စတိုးဆိုင်တစ်ခုတည်းရှေ့တန်မကြောင်ရှောင်နေကြပြီးတော့အမေဖြစ်သူအီဗလင်းကတော့နေမကောင်းတဲ့သူသားအကြီးဆုံးမာကတ်အတွက်စေးပလင်းတွေလိုက်ရှာနေခဲ့ပါတယ်။အီဗလင်းရဲ့သမီးလေးရီကန်ကလည်းရောက်လာပြီးတော့အီဗလင်းကတော့မာကတ်အဆင်ပြေပါတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်တော့သူ့ညီလေးဘိုးကလည်းကျမ်းပြင်ပေါ်မှာဒုံးပြန်ပုံတစ်ပုံကိုဆွဲနေပြီးတော့ရီကန်ကတော့မောင်လေးအဆင်ပြေလာတဲ့သွားကြည့်လိုက်ပါတယ်။ဘိုးကတော့သူ့အမကိုဘာမှမပြောဘဲနဲ့လွတ်နေရဲ့စင်ပေါ်ကိုတက်သွားပြီးစင်ပေါ်ကအယုတ်ကိုယူဖို့လှုပ်လိုက်ပါတယ်။ရီကန်လည်းအယုတ်စင်ပေါ်ကပြုတ်မကြခင်အမြန်ပဲဖမ်းလိုက်ပြီးအဖေဖြစ်တဲ့လူကလည်းရီကန်အတွက်စက်ပစ္စည်းတွေကိုယူပေးလိုက်ပါတယ်။သူတို့ကလည်းတယောက်နဲ့တယောက်အချက်ပြဖို့အတွက်ပိုအသောဝင်မဲ့အီလက်ထရောနစ်ပစ္စည်းတွေစုဆောင်းကြပြီးတော့အဖေမိသားစုလည်းထွက်ဖို့အတွက်အသင့်ဖြစ်နေတဲ့အချိန်မှာပဲအီဗလင်းကလည်းမကြခင်မှောင်တော့မယ်လို့အချက်ပြလိုက်ပါတယ်။ရုတ်တရက်ပဲတမိသားစုလုံးကလည်းကြောက်လန့်နေတဲ့မျက်နှာတွေဖြစ်သွားကြပြီးတော့အကြောင်းကတော့တခြားမဟုတ်ဘဲနဲ့ဘိုးတယောက်အတန်ထွက်တဲ့အယုတ်ကြီးကိုယူလာလို့ပါ။ဒီလေသူ့သားလက်အောက်ကအာကာသလွန်ပြန်အယုတ်ကိုတိချာဂရုတစိုက်ယူလိုက်ပြီးတော့အထဲကတခဲနှလုံးကိုဖယ်လိုက်ပါ။ဘိုးကလည်းသူ့အမေအချက်ပြလိုက်တာမြင်လို့ရက်လိုက်ပြီးရီကန်ကမောင်လေးအတွက်ဆိုပြီးအယုတ်ကိုပြန်ယူလာပြီးတော့ဘိုးကလည်းတခဲကိုခိုးပြီးယူလာလိုက်ပါ။သူတို့လည်းတလန်းလုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့အိမ်ပြန်ကြပြီးတော့လမ်းမှာဘိုးရဲ့အာကာသလွန်ပြန်ရဲ့အယုတ်ကနေအတန်တွေထွက်လာတာကိုကြားလိုက်ရပါ။တမိသားစုလုံးလည်းလန့်သွားကြပြီးတော့အမြဲနောက်ပြန်လှည့်ကြည့်လိုက်ပေမယ့်အရန်နောက်ကျသွားပါပြီ။ချက်ချင်းပဲတခြားကျူကတရဝါတကောင်ကဘိုးကိုဆွဲခေါ်သွားပြီးစပြက်လိုက်ပါ482ရက်မြောက်နေ့ကြံနေခဲ့တဲ့မောင်နှမ2ယောက်ကလည်းသူတို့အိမ်ကိုပြန်လာကြပြီးတော့လီကလည်းသူ့အိမ်ရဲ့မြေအောက်ခန်းထဲမှာကင်မရာတွေမော်နီတာတွေနဲ့ခင်မီစမ်းပြတဲ့စောင့်ကြည့်ရေးစနစ်တွေနဲ့တခြားသက်ရှိကြံရည်သူတွေကိုဆက်သွယ်နိုင်ဖို့ရေဒီယိုနဲ့တခြားကိရိယာတွေပါတက်ပြီးစူးစမ်းနေပါလီကဂျိုသားတွေကဘာမြေပေါ်ကိုကျူးကျော်ဝင်ရောက်တဲ့စောင်းမတွေအများကြီးကနေလေမက်ဆရာတွေရေးထုတ်ထားပြီးတော့တိုက်ခိုက်တဲ့အခါဘာတွေကြုံတွေ့ရတယ်ကိုပါသိချမှတ်ထားပါ။အဲဒီချိန်အီဗလင်းကလည်းတခြားအခန်းတစ်ခုတည်းရှိနေပြီးတော့ခုဆိုရင်သူ့လည်းနောက်ကိုဝင်ရှိနေပါပြီ။ဒီကတော့အလုတ်ခန်းထဲကနေထွက်လာပြီးလိုက်ပြီးတော့ဘိုးရဲ့တပ်ပုံတွေကိုအိမ်ရဲ့ခေါင်မိုးထပ်သွားပြီးတော့မီးရှို့လိုက်ပါ။သူလည်းသူ့သားလေးကိုမေ့ဖို့ကြိုးစားပေမဲ့ဘလို့မှမေ့မရပါဘူး။အီဗလင်းကလည်းရီကန်ကိုညစာအစင်သစ်ဖြစ်နေပြီဆိုတာအဖေဖြစ်သူကိုသွားအကြောင်းကြားခိုင်းလိုက်ပြီးတော့နောက်တော့တမိသားစုလုံးအတန်မထွက်အောင်လို့ထမင်းပကံနဲ့မစားပဲဆက်လက်ရွက်ပေါ်မှာစားလိုက်ပါ။နောက်ပိုင်းမှာတော့ရီကန်နဲ့မာကတ်တို့လည်းအတူတူမိုနိုပိုလီကစားနေကြပြီးတော့မာကတ်ကမတော်တဆကော်စောပေါ်ကိုမီးခွက်ပြုတ်ကျအောင်လုပ်ပြီးလို့ကော်စောကမီးလောင်သွားပါ။လီကလည်းအမြန်မီးငိမ့်လိုက်ပြီးတော့ရလက်ကိုစိတ်ရှည်ရှည်နဲ့စောင့်ကြည့်နေလိုက်ကြပါ။ဒါတော့မှရုတ်တရက်သူတို့ခေါင်မိုးပေါ်ကတခုခုကွဲတဲ့အတန်ကျဲကြီးကိုကြားလိုက်ရပြီးတော့ပရိမောက်ကနေချောင်းကြည့်လိုက်တော့အိမ်ခေါင်မိုးပေါ်ကနေရက်ကွန်းတစ်ကောင်ပြုတ်ကျလာတာကိုမြင်လိုက်ရတော့စိတ်သက်သာရာရသွားပါပြီ။ခုဆိုရင်လီကသမီးဖြစ်သူရဲ့အသားအာယုံကိုအထောက်အကူဖြစ်စေမဲ့ကိုချက်လိုက် input processor ကိုလုပ်နေပြီးတော့အီဗလင်းကလည်းသူ့နောက်ကနေလိုက်လာလိုက်ပါ။နောက်တော့လီများနှစ်ယောက်နေရန်ရဲ့ဟာဘတ်မောတချင်းကိုနားထောင်လိုက်ကြပြီးတော့အပြုံးနေနဲ့အကျဉ်းအကြည့်တွေဖလှယ်ရင်ကနေကြပါ483ရက်မြောက်နေ့မှာတော့အီဗလင်းကလည်းသွေးပေါင်ချိန်နေပြီးတော့ကလင်းမွေးဖို့ကလည်းရက်ပလောင်မှလည်းမလိုတော့ပါဘူးလီကတော့ရှောက်လန်းတွေမှာတဲတွေကိုထပ်ပြေနေပြီးတော့ရီကန်တယောက်မြေအောက်ခန်းကိုဆင်းဖို့လုပ်နေတဲ့အချိန်သူ့အဖေကသူ့ကိုတားလိုက်ပါရီကန်ကိုလီကအောက်မှာသူ့အတွက်အသက်ချဲဆက်တွေလုပ်ပေးဖို့ကိုချက်လိုက် input sensor အသစ်တစ်ခုလုပ်နေတဲ့အတွက်သွားလို့မရဘူးလို့ပြောလိုက်ပါစိတ်ပြက်နေတဲ့လီကတော့သမီးကောင်မြေအောက်ခန်းနဲ့သွားခွင့်ပို့မဲ့အစားစွတ်သားကန်တစ်ခုထွက်ဖို့အတွက်ပြင်ဆင်နေလို့ရီကန်ကလည်းလိုက်ချင်ပေးမဲ့ထပ်ပြီးခွင့်မပြုဘဲနဲ့သူ့မိကပဲနေခဲ့ခိုင်းလိုက်ပါလီကမာကတ်ကိုတော့ပြင်ဆင်ခေါ်သွားလိုက်ပြီးဒေါသထွက်နေတဲ့ရီကန်တယောက်အနားကိုအပြေးသွားသူ့ဖေလုပ်ပေးထားတဲ့အစင်းမြင့်ကိုချက်လိုက် input processor ကိုတက်လိုက်ပါဒါပေမဲ့လည်းစက်ကအလုံးမလုံးလို့ပိုဒေါသထွက်သွားပြီးတော့ရီကန်ပစ္စည်းတချို့ကိုထုတ်ပြီးတနေရာကိုခဏထွက်သွားလိုက်ပါလီကတော့သူ့သားကိုမြစ်ထဲခေါ်သွားပြီးတော့အနီးနားအတန်တွေပို့ချနေရတာမှာတိတ်တိတ်ဆိတ်ဆိတ်ပဲအတန်ထွက်ရမယ်လို့ပြောလိုက်ပါရေတခွန်ကြီးပေးရောက်တော့သားဖား2ယောက်လည်းအေးအေးဆေးဆေးစကားပြောနိုင်သွားပြီးတော့ရီကန်တယောက်ဘိုးတေရတာအတွက်သူ့ကိုယ်သူအပြစ်တင်နေကြရသူကဘာလို့သူတို့နဲ့လိုက်ခွင့်မပြုတာလဲအဖေသူ့ကိုယုံကြည်ပေးတဲ့နဲ့ရီကန်ကိုတကယ်ချစ်တယ်ဆိုရင်ဒါကဘသူ့အမှားမှမဟုတ်ဘူးဆိုတာလည်းပြောပြတဲ့နဲ့လို့မာကတ်ကပြောလိုက်ပါအဲ့ချိန်ရီကန်ကတော့ဘိုးအတွက်လှုပ်ပေးထားတဲ့ယာယီအောက်မေ့ဖွယ်နေရာလေးဘိုးတည်သွားခဲ့တဲ့လူကူးတရားစီကိုရောက်လာပါနောက်တော့အိတ်ထဲမှာထည့်ထားတဲ့ဘိုးရဲ့အယုတ်လေးကိုထုတ်လိုက်ပြီးတော့အယုတ်လေးကိုအတန်မထွက်ပဲလေးနိုင်အောင်လဲရီကန်ကပြန်ပြင်ပေးလိုက်ပါပြီအိမ်မှာတော့အီဗလင်းကအဝိရှော်ဖို့အောက်ခန်းထဲကိုရောက်လာပြီးတော့လှေကားတစ်အရောက်မှာတော့တန်ချောင်းကြီးကိုတွေ့ရမှာပါ
တစ်ဖက်မှာတော့လီနဲ့မာကတ်တို့ကလည်းအိမ်ကိုပြန်လာနေတော့တောအုပ်တဲကနေထွက်လာတဲ့အဖိုးကြီးတယောက်ကိုတွေ့သွားပြီးတော့အဖိုးကြီးရဲ့ဘေးနားမှာတင်နေရဲ့အဖွားကြီးတယောက်လည်းရှိပါတယ်လီကလည်းအဖိုးကြီးကိုတိတ်တိတ်နေဖို့ပြောလိုက်ပြီးတော့ရအောင်တောင်းပန်ပေးမယ်အဖိုးကြီးကတော့မတိတ်ပဲထအောင်လိုက်ပါပြီလီကလည်းမာကတ်ကိုအမြန်ကောအိမ်နာကနေပြေးသွားပြီးတော့ခုနအဖိုးကြီးကတော့တတဝါကြီးကိုစားလိုက်လို့နောက်ဘဝကူးသွားပါပြီအိမ်မှာကြံနေခဲ့တဲ့ Evelyn တယောက်ကတော့ရေမွားပေါက်သွားပြီးတော့သူလည်းမြေအောက်ထက်ကိုအစင်လှေကားတစ်ကတန်ချောင်းကြီးကိုတက်နှင်းမိသွားပါပြီဒါနဲ့သူလည်းမအောင်မိအောင်ထိန်းထားလိုက်ပေမဲ့မတော်တဆဓာတ်ပုံတစ်ခုကတော့အောက်ပြုတ်ကျသွားပါပြီEvelyn လည်းချက်ချင်းပဲတအိမ်လုံးမှာရှိရဲ့အနီရောင်သတိပေးမိတွေကိုဖွင့်လိုက်ပြီးတော့ပုံနေလိုက်ပါဂျိုသားကတော့တက်ရှိတယောက်ယောက်များရှိနေမလားလို့အောက်ကိုစိမ့်အတန်များကိုနားထောင်နေပြီးဘာမှမတွေ့တော့ပြန်သွားပါEvelyn ကလည်းအပေါ်ကိုအမြန်ပြေးတက်ရေချိုးခန်းနဲ့ပြေးဝင်သွားပြီးတော့ဂျိုသားလည်းလိုက်လာပါပြီလီတို့သားဖားကလည်းအိမ်ပြန်ရောက်တော့မီနီတွေဖွင့်ထားတာတွေ့လို့လန့်သွားပြီးတော့သားဖြစ်သူကိုအတန်ကြဲကြဲတစ်ခုဖြာဖန်တီးလိုက်လို့အချက်ပြလိုက်ပါမာကတ်ကလည်းချက်ချင်းပဲတင့်တော်တဲ့နေရာတစ်ခုကိုပြေးသွားပြီးတော့မီရှူမီပန်းတွေဖောက်ချလိုက်ပါပြီလီကတော့သူ့တနက်ကိုလှမ်းယူအိမ်ထဲကိုဂရုတစိုက်နဲ့ဝင်သွားလိုက်ပြီးတော့ရေချိုးခန်းနဲ့ရောက်တော့သူ့မိန်းမရဲ့သွေးတွေနဲ့စွန်းထင်းနေတဲ့ရေချိုးကန်အလွတ်တစ်ခုကိုတွေ့လိုက်ရပါသူလည်း Evelyn တည်သွားပြီထင်လို့ငိုနေအောင် Evelyn ကမွေးကင်းစားကလေးငယ်နဲ့အတူတခြားရေချိုးကန်နဲ့ပုံနေရမြင်တော့သူလည်းစိတ်သက်သာရသွားပါမာကတ်ကလည်းအိမ်ကိုဝင်ဖို့လုပ်နေခြင်းနဲ့စပားခင်းထဲမှာကြိုသားနဲ့သွားတော့ပါရီကယ်တယောက်ကလည်းသူ့အိမ်ကမီရှူမီပန့်ကိုမြင်တော့စိတ်ပူသွားပြီးအိမ်ပြန်လာမှစပားကွင်းထဲကကြိုသားနဲ့တွေ့ပြီးကြိုသားကလည်းရီကက်နာမှာတက်ထားတဲ့ကိုချက်လာ input processor ကြောင့်မခံနိုင်တော့ပဲထွက်ပြေးသွားပါမာကတ်ကလည်းရီကက်ကိုတွေ့သွားပြီးနှစ်ယောက်သားအခုဆိုအစာအုပ်ထိပ်ကိုသွားကြပါပြီလီကတော့ Evelyn ကိုခေါ်လာပြီးတော့မွေးကိစ္စကလေးကိုဂရင်မော်တင်ထားလိုက်ပါ Evelyn ကအိတ်ဖို့လိုတာကိုမအိတ်ပဲနဲ့ဘိုးလိုထပ်မပြည့်စေချင်လို့သူ့ကလေးတွေကိုကြည့်မယ်လို့ပြောလိုက်ပြီးကလေးတွေကိုရှာဖို့ထွက်တော့မြေအောက်ခန်းထဲကိုရေတွေဝင်လာတာသတိပြုမိသွားပါနောက်ပိုင်းမှာတော့ Evelyn ကမြေအောက်ခန်းရေလွှာသွားတာကိုတွေ့လိုက်ရပြီးတော့ဂျိုသားတစ်ကောင်ကလည်းကလေးအိတ်နေရဲ့အတန်လုံးဂရင်နာရောက်လာပါပြီEvelyn လည်းသတိကြီးကြီးထားသူ့ကလေးကိုသွားခေါ်လိုက်ပြီးမာကတ်ကတော့စိတ်ကြီးရဲ့ရီကန်ကိုလိုက်ထိန်းနေလိုက်ရပါရီကန်ကအိမ်ထဲကိုဝင်ပြီးသူ့မိဘနှစ်ယောက်ကိုရှာဖို့လုပ်တော့မာကတ်ကတော့မသွားပါနဲ့သူတို့ငါတို့စီကိုလာမှာပါလို့ပြောလိုက်ပါရီကန်ကတော့ငါစီလာမှာမဟုတ်ဘူးနေတယောက်တည်းစီကိုလာမှာလို့ပြောလိုက်ပြီးတော့ဒေါသထွက်ထွက်နဲ့ခေါင်းခါပြလိုက်ပြီးမာကတ်လည်းရီကန်ကိုလိုက်တာရင်းနဲ့မတော်တဆတူလောင်ကန်နဲ့ပြုတ်ကျသွားပါတပည့်ကြီးတဲ့နှစ်နေတော့အတန်တွေလည်းထွက်သွားလို့ခုဆိုဂျိုသားကသူတို့ရှိရဲ့နေရာကိုလာနေပြီဖြစ်ပြီးတော့ Evelyn ကလည်းအတန်ထွက်မိသွားပါအဲ့ချိန်မှာမာကတ်တယောက်တဖြည်းဖြည်းနဲ့နစ်သွားပြီးတော့ရီကန်ကတော့သူ့ကိုကယ်ဖို့အောက်ကိုခုန်ဆင်းလာလိုက်ပါမာကတ်ကိုတော့ကယ်နိုင်သွားပေမဲ့သူကနစ်သွားလို့ခုဆိုမာကတ်ကပြန်ကယ်နေရပါပြီမာကတ်နဲ့ရီကန်တို့ကလည်းအပေါ်ကနေအတန်တစ်ခုကြားလိုက်ရပြီးတော့အဲ့ဒါကတော့တတဝါကြီးရောက်လာတာပါတတဝါကြီးကလည်းသူတို့ရှိရဲ့စီကိုခုန်ဆင်းလာပြီးတော့ရီကယ်ရဲ့နာကကိုချက်လာ input processor ကြောင့်ပဲနောက်တစ်ချိန်ထွက်ပြေးရပြန်ပါဒီ processor ကဂျိုသားကိုမခံနိုင်စေမဲ့တခုခုထုတ်လွှတ်နေတယ်လို့ပါပဲမာကတ်နဲ့ရီကယ်တို့လည်း pickup truck ကားပေါ်တက်လိုက်ပြီးတော့ဂျိုသားနဲ့တိုက်ခိုက်တာကိုထပ်ခံရပြန်ပါဒီတစ်ခါမှာတော့ရီကယ်ရဲ့နာကဆက်က အလုံးမလုံးတော့လို့လီတယောက်လည်းရှောက်လာပြီးသူ့သမီးကိုအဖေအရန်ချစ်တယ်ဒီချစ်တွေကကဘာမြေအဆုံးထိပါပဲလို့ပြောလိုက်ပြီးသူ့ရဲ့ကလေးတွေအတွက်အသက်ဆွန့်သွားပါဂျိုသားကလည်းထရက်ကားပေါ်ကနေအတန်ကြားတဲ့စီပြေးသွားလိုက်ပြီးလီကိုစားလိုက်ပါရယ်ကလေးတွေကတော့ထရက်ကားကိုအမြန်မောင်းသူတို့အမေရှိရဲ့နေရာကိုသွားလိုက်ကြပြီးတော့ဂျိုသားတွေကလည်းနောက်ကလိုက်လာကြလို့ခုဆိုသူတို့အကောင်လုံးမြေရောက်ကန်းစီကိုဥတီသွားရပါပြီရီကန်ကလည်းခုမှပဲဒီကိုရောက်ရတာဖြစ်ပြီးတော့သူ့ဖေရဲ့လှုပ်အားတွေစူးစမ်းခဲ့ရတာတွေနဲ့ကိုချက်လာ input processor ထုတ်လုပ်တာရဲ့ရလဒ်တွေကိုတွေ့သွားပါရယ်မြေရောက်နေတစ်ဖြက်ဖြက်ခက်လာတဲ့အမျှသားမိ3ယောက်လည်းအမြန်ဆုံးပြင်ဆင်ထားကြလိုက်ပြီးတော့ဒီချိန်မှာရီကန်လည်းအခန်းကိုပတ်ကြည့်လိုက်တော့သူ့ဖေရေးထားတဲ့သူတို့ရဲ့အားနည်းချက်ကဘာလဲဆိုတဲ့စာကိုမြင်သွားပြီးတော့အလုတ်ခုံတန်းပေါ်ကနားကြားကိရိယာတွေကိုအမြန်ဖွင့်လိုက်ပါတုတ်ပြန်ချက်ထုတ်လွှတ်တဲ့ကိုချက်လာ input processor ကိုဖွင့်လိုက်တော့ဂျိုသားတွေကလည်းရက်သွားကြပြီးတော့ရီကန်ကလည်း processor ကို microphone နဲ့ပါချိတ်ဆက်လိုက်ပြီးပို့ဆိုးအောင်လုပ်လိုက်ပါဂျိုသားလုံးဝမလုပ်နိုင်တော့တဲ့အချိန်မှာတော့Evelyn လည်းလီရဲ့တနက်နဲ့ဂျိုသားကိုပြစ်လိုက်ပြီးတော့ဂျိုသားလည်းခေါင်းပေါက်ပြီးသေသွားပါပြီရီကန်ကလည်းစက်တလုံးကိုဖွင့်လိုက်ပြီးတော့ဒါကပဲတနိုင်ငံလုံးကဂျိုသားတွေကိုသူတို့အိမ်လေးစီကိုခေါ်နေပြီးတော့စောင့်ကြည့်ကင်မရာတွေကလာနေရကိုမြင်ရပါရယ်Evelyn ကတော့တနက်ကိုအသစ်ပြင်ထားပြီးရီကန်ကလည်းစပီကာတွေကိုအကျယ်ဆုံးဖွင့်ထားလိုက်ရင်ဇလန်လီကလည်းပြီးသွားပါရယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ဇလန်တွေကိုတင်ဆက်ပေးမှာမို့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်